အားလုံးပဲမင်္ဂလာပါဒီနေ့မှာကျွန်တော်တို့ခု Minecraft Survival episode လေးစမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ Minecraft Survival ဆိုမယ်ကျွန်တော်ပြီးတင်ပေးပါမယ်ပေါ့နော်ဒီနေ့တော့ episode 1ပေါ့နော်ကျွန်တော်တို့ခုစပေါ်တဲ့နေရာတော့ရွာရဲ့ဘေးမှာစပေါ်တယ်ကျွန်တော်တို့နိုင်ငံကိုတည်ထောင်မယ်နိုင်ငံဘာနိုင်ငံပေးမလဲတော့ဒီရဆုံးမှာကျွန်တော်တို့ပြောကြမယ်ပေါ့နော်ကဲအားကြစို့ရွာရဲ့ဘေးမှာ spawn လာဆိုတော့တော်တော် lucky ကောင်းတယ်ပေါ့ပစ္စည်းခိုင်းနေရပါ let's make အရှိတယ်ကျွန်တော် action step mode ကိုထည့်တောင်းတာပါနော်အဲ့ဒါမျိုးဒီပုံစံလေးဖြစ်နေပါနော်ဒီMinecraftနဲ့နည်းနည်းပါတယ်လို့ဖြစ်တာပါပစ္စည်း step နဲ့ကြပုတ်ဆော့ကောင်းမှရှင်းလို့ဒီရွာသားတွေဟိုကျွန်တော်တို့သူတို့ရဲ့ပရင်ဖြစ်ကျွန်တော်တို့ကလုံးမှာဆိုတော့သူတို့လေးဆက်ဘုံလုပ်ပါမယ်ဘယ်တော့ကြည့်တယ်ပေါ့နော်ခင်ဗျားရဲ့ပစ္စည်းကကျွန်တော်ခိုးတာမဟုတ်ဘူးနော်ခဏငားတာဘယင်းကြီးဆိုတော့ခွန်ကောက်တာပေါ့နော်ခဏပစ္စည်းရေဒီလိုကြည့်တယ်ခုနကျွန်တော်ပြောသလိုပဲဒီမုံနဲ့ကြတော့ဒီအဲ့ခုနနည်းနည်းတော့ခွာသွားမှာပေါ့နော်ဒါပေမဲ့ပို့ပြီးတော့လှတော့တာပေါ့ဒါသားတွေလည်းသူတို့လည်းဒီဇိုင်းတွေပြောင်းအောင်ခရင်လေးဆိုလည်းဒီဇိုင်းလေးပြောင်းအောင်နော်ကျွန်တော်လှန်တော့ရတယ်ညက်ကြီးပဲအဲ့ယောအဲ့ကလည်းကျွန်တော်တို့ရဲ့အဆောင်ပေါ့နော်အဆောင်ဆိုတော့သူတက်လို့မဖြစ်ဘူးတက်လို့တော့ရတယ်ဒီတော့ဟာကိုတော့မစော့ထားဘူးနော်တေဝိုင်းဒီဗီဒီယိုကြီးအန်သွားလိမ့်မယ် episode 1မှာတည်းအန်သွားလိမ့်မယ်ဟာကိုဆိုင်အိုးဒီမှာနေတာပိုတေအပြက်ကြီးပဲတက်ကြည့်ပါရှိရှေ့တော့ရှေ့တော့တော့နေတာပိုတေကပြက်တာပြောအကောင်းကြီးတိုင်းပဲနော်ဘာမှမပြက်ဘူးဟုတ်တယ်ဘာမှမပြက်ဘူးပြက်တင်းနဲ့တုံးခုဆိုရင်ပြတ်ဟုတ်တယ်တုံးခုဆိုရင်ကျွန်တော်တို့တားတယ်ဘူရန်ဟဲတော့ကြည်ကာရဒီပုံစံတိုင်းပဲကွာဒါလည်းပြအဲ့ဒါကျွန်တော်မှလည်းလာရပြီးတိုင်းဒီမှာပြပပေါ့တော့ရှေ့ကငါနဲ့ကြည်ကာအဲ့တန်ကြည်ကာကမှရွှေတွေကမိုက်ခတ်တမှာရွှေတွေကတုံးစားနေရဟောအဘကြပါငါလေးဟယ်လိုအဲ့ဒီထောင်းလိုက်ပါနော်ဂျာဒူရတိုင်းစိတ်မပူကြနဲ့ဒီရွာကြီးကိုဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတော်ကြီးဖြစ်အောင်တရင်မင်းကြီးအစ်ကြွလာပါပြီခင်ဗျာအဆူကိုဆိုရဲဘယင်မင်းကြီးကြွရောက်လာပါပြီကျွန်တော်ကိုလို့ရွာကြီးတိုးတက်အောင်ဘယင်လုပ်ပေးမယ်ဒါခုနကခိုးတာမဟုတ်ဘူးနော်ရွာရဲ့ပစ္စည်းခိုးတာမဟုတ်ခိုးရလို့မဆိုလို့ပြောစရာပစ္စည်းငားရမ်းတာပေါ့နော်အတူရတိုင်းလည်းဒီနိုင်ငံတော်တိုးတက်အောင်လောရတူရတိုင်းလည်းပါမှဖြစ်မယ်အဲ့ဘယ်တတိလေးကြီးအောင်ဘယ်အဲ့ဘယ်တားလားဒီစင်တော့လေချစ်စရာလေးကြည့်လောက်tutorial လာပြနေ tutorial လေးခဏပိတ်လိုက်ပိတ်လိုက်မပိုက်ကြောင်စားနေဟုတ်တယ်ဘာမို့တရားရှိဘလေးစားတော့ကြည့်ငါတော့ကိုလိုက်လာမင်းရောငါတက်ကြီးပူလို့ပေးမယ်ပါမင်းရောကအတက်ကြီးပူမယ်ရကပူကျွားဆောင်ကြီးတက်ကြီးပူကြောင်လေးလည်းရှိတယ်ရောက်လာရှောက်ပန်တော့ခုဒီတက်တောင်းမခေါ်ဘူးမိုက်ခတ်အိုးကူရလည်းကြီးပဲပြုတ်ကြတော့သိပြီတစ်ပေဆိုပါဒီတော့မတစ်ပေလို့ရှိတစ်ပေလည်းရှားလိုက်တိုင်းတစ်ပေတော့ရှားတယ်ရွာကြီးကိုတစ်ပေနဲ့လည်းစိုက်ပြရမယ်အိုးရေတကွလေးတော့မိုက်အဲ့ကိုလာတကောင်နဲ့ရှိရတယ်နှစ်ကောင်လားမသိပါဘူးအဲ့ဒီလောက်ဝက်ရှုံနေတဲ့ညစ်ပတ်ဝက်ကလေးဒီရွာမှာကျွန်တော်တို့ဒါနဲ့ဘယ်လိုပေးရမလဲတက်ကြီးပူလဲရှိဝက်တွေတော်များတာပဲအတီအိုးတစ်ပကြော်တော့ခုဘေးစစ်တူးလေးအရင်စလုပ်လိုက်ပဲပေါ့နော်
ပေးစစ်တူလုံးမယ်ဆိုမှတော့အဲ့ပကတ်တော့တန်းလုံးလို့ရတယ်အဲ့ပကတ်လို့လေတစ်ဟွာတော့လောက်ဆရာမလို့ကျွန်တော်မလုပ်မီတေးလေးပါလေးတူလောက်မောင်းနေလေပဲနော်ကြောက်လင်းတဲ့တူကျွန်တော်ဒါရဲ့ပစိန်ရဲ့ပြန်လို့မယ်နော်အဲ့ခါလေးလို့ကျင်တယ်အဲ့ခါလေးဆိုတော်တော်ကောင်းအမမပ်ပြစပေါ်နေပြီချီပဲခိပါလက်တွေ့ရတဲ့ခိပါလို့ကြတော့အိုင်ထူနေပြီထူနေပြီထူနေပြီဆရာသမားရဲ့ခဏလျှော့ပါဦးတော့ရန်တူတော့လေးတီတော့ရေပေါ့နော်ရန်တူတော့လေဒီကောင်နဲ့ကျွန်တော်တို့နားမှာပဲနီးရတဲ့ဟာတို့ကနီးလေကျွန်တော်တို့ဘူးရရွာနဲ့ပေးချင်းကြရဆိုတော့စပေါ်နေမှာခဏနားပေးပေါ်မှာပိုင်းပေးပလဲမှာပိုင်းရှိလဲကျွန်တော်ခဏတော့ကြည့်လာအောင်မယ်ဘာမှမရှိတပင်ရှားလိုက်လားဟာရွာရတော့ဖြစ်နေပြီပါတော့ရှားပါတယ်တရားကစားတလေးကပဲမျိုးစီပါယူသွားလာမယ်တပင်မျိုးစီပါနော်အဲ့မှာရွာမှာကျွန်တော်ပြန်ဆိုင်လိုက်ရမှာတပင်โอเคအဲ့ဒီဖြတ်လိုက်အောင်မယ်ဒီတပင်းအောင်ထုံမျိုးစီတခုမှမကြပါဘူးညရောင်နေပြီရွာထဲမှာပဲညရောင်ရွာထဲပဲတော့အချစားတဲ့တဲ့နေရကြားနေရပြီပြေးညရောက်ခံလို့မရဘူးဘာလို့ဆိုဒီရွာသားတွေတေးသွားလိမ့်မယ်ပေါ့နော်တေးသွားရင်ကျွန်တော်တို့ရွာသားတွေပြုတ်ကြတယ်မဘယ်လိုဆော့နေလဲဘယ်လိုလုပ်နေလဲဒီရွာလေးကွာကြားရမှာကြောက်တွင်းရလာခမ်းနေရဆိုအကုန်လုံးတော်တော်ပြင်းရမယ်ဒီရွာကြီးအဲ့ရဒီမှာရှိတယ်ရှိတယ်အဲ့ရကျွန်တော်ရွာသားနှစ်ကောင်သူတို့အိမ်မှာပဲသူတို့ပိတ်ထားတယ်ရွာသားနှစ်ကောင်အိမ်မှာပိတ်ထားမစကလီတန်ပေါ်နေမရှိပိတ်ကမရှိကနေရရွာယူကောင်းပဲ你让我对了，你让我对了，我一年搞个免费补价呢。得几步没老哈。一百细牛们，哎呀，别叫说比不要打也对了没不能。哎呀，这就那背钱呢，是吧？那刚刚背来这个牛扒了呀，呀他们讲了不咯？背开了啥呢？哎，啥不？ပါတီတချီပူလုံးနော်မနေ့ကတို့ဘယ်မှာထားမလဲဆိုဒီမှာဒီလိုပိတ်လိုက်ခေါင်းသူ့နေကြတယောက်နဲ့တယောက်တချီပူပဲโอเคတင်းနေလို့လိုက်တော့မှာကွာဒီစီရတော့ရှာနေအဲ့လိုတို့လောက်ထားတယ်ဒီလိုတော့ခဏပဲဆိုတာနည်းနည်းတော့နော်ရိုက်အုတ်တိုင်းနေခတ်ပြီးမှတို့အေးစေးမှတို့လွတ်ပြီးတော့မှတို့အနေရရှိရပါနော်ဒါလုံးကျုံကြီးလမ်းပဲဆိုတော့တယ်ဘာလို့ဖို့ပါလဲအုတ်ဒီလောဟာမဟုတ်တယ်ငါဒါကြီးပစိန်နေလောအောင်မယ်ငါဘာမှမရှိတယ်ဘဘတိပါရင်ဘူးဒုက္ခရောက်
ဒီပါကိုရင်ကူးမယ်ကဲအုတ်တူပိကဲရဲ့ဒါရဲ့အစိမ်ရဲ့သုံးခုအဲ့လိုရိုက်တယ်ရှုပ်ချက်ခံတာရှင်းတော့သူ့ရဲ့စားကဘူရန်ခေတဲ့စားလိုက်တော့ကွာအဲ့ဒါစားရတာရှာပါနေဒီရတိုင်းလေရငတ်ပြက်ဒီရှိတဲ့ရမငတ်စရာကဲကျွန်တော်ရဲ့အိမ်ပေါ့နော်အိမ်တော့မဟုတ်နန်းတော်စောင့်မဲ့နေရပါနော်ရွာရဲ့ထိတ်အထွတ်နေရာကိုရွေးရအောင်ပါပေါ့နော်အထိတ်အထွတ်နေရာဆိုတော့နေရာကောင်းလေးဖြစ်ရမယ်အလဲကောင်းလေးကြရမယ်ဆိုတော့ဒီအိမ်ရွေးရတယ်မဒီညက်ကြီးပဲတော့ဒါတောင်းဟောပေါ့နော်ရွာလေကောင်ရဲ့အဲ့လိုလည်းနှကောင်းဟုတ်တယ်ဟိုမှာတကြည့်ပူရဲ့ဒါကတော့တကြည့်ပူရဲ့အဖေပေါ့နော်ဥပလိုက်နဲ့တကြည့်ပူဥပလိုက်ရတာလေဗျာဘယ်လိုဖြစ်တာဥပလိုက်ရမှာထုံထုံကြိုင်းဥပလိုက်တာတကြည့်ပူသူတောင်းအဲ့လိုပြောနေတာရိုက်တန်နေအောင်မယ်သူများတောင်းသွားပြီးတော့ကြောက်ကြီးရတော်ကြီးရပဲဟာကဲအဲ့လိုနဲ့ကောင်းတော့ဆိုတော့အစ်စေးပေါ့ကဲညလို့တရားကိုကျွန်တော်တို့အိမ်လှုပ်လိုက်ပါခင်ဗျာအိမ်လှုပ်လိုက်ပါပြီဒါအိမ်ကိုဝေးပြီးတိတ်ပတ်လိုက်တာတော့မဟုတ်ပါဘူးတရားကတော့မဟုတ်ပါဘူးကျွန်တော်အိမ်ပါအိမ်ဆက်ပါနောက်ကြရင်ဒီနန်းတော်ကြီးဆောက်နော်ဒါလည်းပါတစ်ပင်ရတော့မလို့တော့ပါဘာရွာရဲ့အတိကတစ်ပင်ရဒီမှာအဲ့တော့မိတို့တွေထောတာအဲ့ဒါသူတို့ရဲ့နေရပါနော်သူစီဝဲလောက်တဲ့နေရပေးနေရလည်းမသိစကိုင်းပါကြကြဘာမှလက်ကလေးဘာလို့လဲဘာလဲmusic ကြတာမှာအဲ့ဒါမှငါစိုက်လို့ရမှာတစ်ပင်နဲ့ရှာတာโอเคmusic တစ်ပင်ကြပြီတစ်ပင်နှစ်ပင်ကျေးဇူးပဲအေးဆိုင်နှစ်ပင်နောက်တစ်ကြောင်မလားကြည့်တူမယ်ကြာပါကြည့်ကြာဒီမှာတစ်ပင်တွေ့ရတစ်ပင်ဒါတော့တရားမှဆိုင်လိုက်မယ်ဒီကလွတ်ပါနော်အဲ့ဒါကျွန်တော်တော့တစ်ပင်လေးပေါက်လာရောဟုတ်တယ်ဟိုအတိတ်ပြန်တူးလို့ရကဲဒီနေ့ဗီဒီယိုလေးကတော့ဒီမှာပဲရနာကျင်နေပေါ့နော်ကဲဒီနေ့ဗီဒီယိုလေးကတော့ဒီမှာပဲရနာကျင်ပါတယ်တို့နောက်ဗီဒီယိုမှာနောက် episode မှာပေါ့နော်ဒီကြွားကြီးကိုတို့ဘာလုပ်မလဲဆိုတော့ကျွန်တော်လုပ်ချင်တဲ့အရာတွေကကျွန်တော်ပထမဆုံးလုပ်ချင်တဲ့အချက်ကတော့ကျွန်တော်အာယုံအမအပြည့်လုပ်ချင်တယ်ပေါ့နော်ပြီးရင်ဒုတိယချက်ကရွာကိုအုတ်တိုင်းဆောက်ချင်တယ်သူတို့ပတ်လဲရွာကိုနန်းတော်တွေလုပ်တယ်လို့ပြောပါတော့အုတ်တိုင်းလေးလိုက်ဆောက်မယ်ပြီးရွာတိုင်းအတွက်ဒီမှာ zombie skeleton တွေရန်သူတွေမဝင်နိုင်အောင်လို့မိတို့တွေလိုက်ထုံးမယ်ပြင်တော့တာပေါ့နော်နောက်တစ်ချက်ကသူတို့အစာရည်ငတ်ပြက်နေကျွန်တော်တို့အဲ့ဒါစိုက်ခင်းနေလဲစောက်ရမယ်သူတို့အဲ့ဒါလှုပ်ချင်တယ်ပေါ့နော်နောက် episode မှာလုံနိုင်လားမလုံနိုင်လားဆိုတာစောင့်မျှော်ကြည့်ရှုပေးကြပါဦးကြည့်ရှုပေးကြတဲ့ကျေးဇူးအများကြီးတင်ပါတယ် bye bye